ဖုန်းတွေမှာ speaker တွေ error ဖြစ်ပြီးတော့မကြားရတာမျိုးတွေကြုံရလို့ရှိရင်ဒီဖုန်းဆိုင်ကိုမသွားဘဲနဲ့ပေါ့နော်ကိုယ့်ကို setting ချိန်ကြည့်လို့ရပါတယ်ပထမဆုံး setting နဲ့ဝင်မှာပေါ့နော် setting နဲ့ဝင်ပြီးတဲ့အခါမှာ additional setting ဆိုတာလေးကိုရှာပြီးတော့နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတဲ့အခါမှာ accessibility ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေါ့နော်နောက်တစ်ခါဒီမှာဆိုလို့အပေါ်မှာဆိုရင် general vision hearing physical ဆိုရှိတော့နော်တော့ speaker နဲ့ဆိုင်နေကြအောင်မလို့ hearing ကိုနှိပ်မယ်ပေါ့နော် hearing နှိပ်မယ်ကျွန်တော်ကတော့ဒီဟာလေးကချိန်ပြီးသားဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကတော့ setting ချိန်ပြီးသားဖြစ်တော့ဒါမျိုးလေးပေါ်နေတာပေါ့နော်တကယ်တမ်းမကြားတဲ့ error ဖြစ်တဲ့လူတွေဆိုဒီ audio balance ဆိုတာလေးကအဆုံးထိရောက်နေမယ်နောက်တော့က mono audio ဆိုတာလေးကလည်းပိတ်နေမှာပေါ့နော်ဒါဆိုရင် speaker မကြားရတာမျိုးတွေဖြစ်တတ်တယ်ပေါ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ mono audio ဆိုတာလေးကိုပြန်ပြီးဖွင့်လိုက်မယ်ဖွင့်ပြီးတော့ဒီမှာ audio balance ဆိုတာကိုအလယ်လောက်လေးမှာသွားပြီးတော့ထားလိုက်ပါအလယ်မှာအမှန်သားလေးရှိတယ်နော်အနဲ့အောင်အမှန်သားလေးရှိတယ်အဲ့အမှန်သားလေးအလယ်လောက်မှာထားလိုက်မယ်ဆိုရင် speaker ပြန်ပြီးတော့ကြားရလိမ့်မယ်နော်ဒီလို speaker နဲ့ပတ်သက်ပြီးအခက်အခဲရှိမယ်ဆိုရင်ကျွန်တော်ပြပေးတဲ့ setting လေးကိုချိန်ကြည့်လိုက်မယ်ဆိုရင်အဆင်ပြေသွားပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်